အဲ့ဒါဘာလုပ်လဲဆိုတော့ကိုနေ့ကပြောခဲ့တာအခု booster ပြီးသွားပြီဆိုရင် transfer byte ပေါ့နော် transfer byte လုပ်မယ် direct byte လုပ်မယ် gravity byte လုပ်မယ်နော် system တွေက plumbing ကိုယူမယ် plumbing နဲ့ byte ကိုယူမယ်ဒီမှာဗာထားမလဲ byte type standard ပဲအဲ့ဒီမှာ byte type standard ထားပြီးတော့ဒီ system type မှာဗာပြန်ရွေးမလဲ domestic cold water ပဲပြန်ရွေးမယ်ရွေးမယ်နော်ရွေးပြီးတော့တို့တွေက byte တစ်ချောင်းဆွဲလိုက်မယ်ပြန်ထွက်လိုက်မယ်အဲ့ဒီ byte ကငကိုသူ့ရဲ့ပေးထားတဲ့ဟာအပြာရောင်လေးနော်အဲ့ဒီဟာအောင်မှာတို့တွေကတစ်ချက် click ဝင်လိုက် byte system တွေကိုဝင်လိုက် byte system နဲ့ဝင်လာတယ် properties ဘက်မှာ byte system domestic cold water ဆိုဝင်လာတယ် edit ထဲကိုဝင်မယ်ဝင်ပြီးွားတာနဲ့တို့ duplicate လုပ်မယ်ဘာလုပ်မှာလဲဆိုတော့ domestic cold water ကိုနဲ့ booster ပန့်ပြီးသွားရဟလားtransfer ပေါ့နော်ဟာသေးတယ်ကြီးတယ်ပြီး transfer ပိုက်ဟုတ်လားနာမည်ပေးလိုက်ပြီနော်အဲ့ဒီမှာ graphic မှာတို့တွေကဘာရောင်ထားမလဲဒီမှာတစ်ချက်ပြန်ကြည့် transfer byte ကို230နဲ့ထားတယ်2550127ဟလား2550127နော်2550မဒီမှာရေးကြည့်လိုက်မယ်နော်2550ဟုတ်ပါဘူးဒါ255ဟဲ့လား0ငါလည်းအုံနောက်ကမကောင်းဘူး129နော်ဟုတ်လားဟုတ်ပါဘူး127 127 127နော် okay ဒီအရောင်လေးထွက်သွားပြီတလားပန်းစီအရောင်လေးလိုမျိုးလေးနော်ဒီလိုမျိုးလေးထွက်သွားပြီအဲ့ဒါဆိုရင်အဲ့ဒီမှာတို့တွေက okay လို့ရိုက်လိုက်ဒီရောင်လေးပါလာပြီအမ okay နော် material မှာ category မှာအဲ့ဒီဟာကိုကြတော့တို့တွေကရှိတ်တက်ကိုအပြာရောင်ပဲထားမှာအပြာရောင်ပဲထားမှာနော်ရှိတ်တက်ကိုအပြာရောင်ပဲထားမှာအပြာရောင်ပဲထားမှာဖြစ်တဲ့ကြောင့်မလို့အပြာရောင်ပဲထားဘာမှမပြင်းနဲ့ apply okay apply okay ဘာရောင်လေးဝင်သွားတယ်ငကိုမူရင်းကအပြာရောင်ရှိမယ်ပန်းစီရောင်ဝင်သွားတယ်ဒါပေမဲ့သူ့ကိုရှိတ်တဲ့နဲ့ကြည့်ရအောင်အခုစလုံးကအပြာပဲโอเคနော်အဲ့ဒါဆိုရင်နောက်တစ်ခုထပ်ဆွဲမယ် plumbing တွေက byte ကိုယူမယ် byte system ဒီမှာ domestic ကို water ပဲအဲ့ဆိုရင် byte တစ်ချောင်းဆွဲလိုက်မယ်သူ့ကို wire frame နဲ့ပြန်ထားမယ်နော် wire frame နဲ့ပြန်မယ်ဒီ byte ကို select မှတ်မယ် byte system နဲ့ကိုဝင်မယ် property